အောင်မြင်ချင်တာမမဟုတ်နော်အောင်မြင်ချင်တာမမဟုတ်ဒါပေမဲ့ဘာလို့အောင်မြင်ချင်တာလဲဆိုတော့မိကွန်းကိုတင်ပြန်ဖြေနိုင်ရမှာဖျားမင်းအောင်မြင်ချင်တာမမဟုတ်အောင်မြင်ချင်တဲ့နှလုံးသားမှားတယ်လို့ပြောရင်ဆရာလက်မခံဝဲတာတော့အောင်မြင်ချင်တာမမဟုတ်ဒါပေမဲ့ဘာလို့အောင်မြင်ချင်တာလဲပြောတင်ကဆုံးရှုံးခဲ့မှုတဲ့အတွက်ကြောင့်တင်အောင်မြင်ချင်တယ်ဆိုရင်မှားတယ်အဲ့ဒါလူတွေအနှိမ်ခံလို့ကွယ်လူတွေအနှိမ်ခံခဲ့ရတဲ့ပုံမှာတနေ့ငါအောင်မြင်ရမယ်ဆိုတဲ့စိတ်ကအဲ့ဒါမှားယွင်းတဲ့စိတ်ဓာတ်မှားယွင်းတဲ့စိတ်ဓာတ်အောင်မြင်ချင်တာမမဟုတ်ရှင်းပြပါမယ်ဘုရားသခင်ကလှုပ်ရက်တင်ဘာလှုပ်နေလဲဆိုတာထက်တင်ဘာကြောင့်လှုပ်တာလဲဆိုတာကိုသိစိတ်ဝင်စားတယ်ဘုရားသိစိတ်ဝင်စားတယ်ဘုရားတင်ဘာလှုပ်နေတာလဲဘုရားစိတ်ဝင်စားအောင်ဘာကြောင့်လှုပ်တာလဲဘာကြောင့်လှုပ်တာလဲဒီကိစ္စဒါကြောင့်ဘုရားပြောရှင်းရှင်းလေးမင်းလှုပ်ရက်မှန်တော့မှငါမင်းကိုကောင်းကြီးပေးမယ်မပြောဘူးမင်းစိတ်လုံးကောင်းစားရင်အရာရာဘာစိတ်လုံးကောင်းစားရင်လှုပ်ရက်ကပြောစရာမလိုဒီကိစ္စစိတ်လုံးကောင်းစားရင်အရာရာကောင်းစားမယ်ပြီးတော့ကျမ်းမာခြင်းရှိမယ်